တယ်မှာဒီရောင်ကထွန်းအင်ဒရာကိုဖြစ်သွားတာတခြားရောင်စိုးကြည့်တာလုံးဝ confidence မရဒီနေ့ကတော့မန်တပ်ဖွင့်ပွဲကျွန်မထင်တာတော့အချိုနေ့မနဲ့စောစောဖြစ်နေတဲ့အတွက်ကြောင့်မို့လူသိရှိမှာတော့မထင်ဘူးအချိုနေ့ဆိုတော့ဘဝနစအသာချလေးဖြစ်အောင်လို့ဒီရလေးပဲဝင်လာညီမလေးပါလေတောက်မှာဟိုဒီနှခမ်းမျိုးစိတ်တိုင်းကြနေတော့သူ့နေကအရာမှဆိုတော့ဒီအောင်တဲ့ကောင်အဲ့တော့ဆွဲရရအောင်ဆိုတော့ဒါရှိဟုတ်ပါအမအဲ့ထဲမှာတည်းရှိထင်တယ်အမထင်တယ်Yes. ဒီကိန်းနာကဘယ်လိုဖြစ်တာလဲဆိုတော့ဒီအရာကိုကောင်းဘူးမလားအဲ့တော့ဒီမှာစုနေကြရ Yes ဒီရမှာတွေ့ရဒီရောင်ကထွန်းအင်ဒရာကိုဖြစ်သွားတာတခြားရောင်စိုးကြည့်တာလုံးဝ confidence မရဒီရောင်ဖြစ်မဖြစ်အပုတ်ရောင်ဒီနေရာမှာစိုးတယ်တော့မယ်ဒီနေ့ကတော့မန်တပ်ဖွင့်ပွဲကျွန်မထင်တာတော့အချိုနေ့မနဲ့စောစောဖြစ်နေတဲ့အတွက်ကြောင့်မို့လူသိရှိမှာတော့မထင်ဘူးတော်လည်းဖွင့်ပွဲဆိုတော့သွားရတာပေါ့စားတော့ကြာလွတ်လပ်လေးပေါင်းမီလေးနဲ့ဝန်ဆက်ဝတ်လိုက်မယ်ပေါ့ပေါင်းမီလေးဝတ်မယ်ဒီစတာကဒါပေမဲ့အချိုနေ့ဆိုတော့ဘဝနစအသာချလေးဖြစ်အောင်လို့ဒီရလေးပဲဝင်လာအခါတစ်ချိန်လေးချက်တာဖြစ်ပါလေဗီဒီယိုလမ်းစာပြန်မှာပါဝင်ကြမယ်ဒီကလာဗီဒီယိုများအားလုံးဒီလိုမျိုးတစ်ခါတည်းအချင်းဒီပါဗျာရေးကြဖို့ရေးစားတော်လေးပြတိုင်းတိုင်းကြပါမယ်။ဒါကြောင့်ဘုန်းကြီးချင်းနဲ့ကျွန်တော်တို့အခါတစ်ချိန်လေးချက်မှာဖြစ်ပါလေ။
တွေအားလုံးကိုချစ်ချစ်လေးလေးစွာနဲ့ကျိုးဆိုပါလေနေတိုင်းမနက်တော်ရရော၄ရက်တော့အပြီးရဲပါမယ်